တိုင်းသားလက်နက်ကိုင်ဖွဲ့တွေဘယ်လောက်ရှိလဲဘယ်ဒေတာတွေမှာဘယ်ဖွဲ့တွေကလှုပ်ရှားနေလဲဘယ်ဖွဲ့တွေရဲ့စစ်အင်အားဘယ်လိုရှိလဲလက်နက်စစ်စင်မှုဘယ်လိုရှိလဲစတဲ့အကြောင်းအရာတွေကိုတော့အရှိပိုင်းတွေမှာပြောပြီးသွားခဲ့ပါပြီဒီနေ့ပိုင်းမှာတော့ဒီတိုင်းသားလက်နက်ကိုင်ဖွဲ့တွေရဲ့ထိန်းချုပ်နယ်မြေတွေနဲ့စိုးမိုးနယ်မြေတွေအကြောင်းကိုနားဆင်တော့ကြရမှာပါတိုင်းသားလက်နက်ကိုင်ဖွဲ့တွေကိုယ်တိုင်အုပ်ချုပ်ရေးတရားဥပဒေစိုးမိုးရေးနဲ့အခြားအရက်ဘက်ကဏ္ဍရက်တွေကိုဓာတ်ရိုက်အာဏာကျင့်သုံးပြီးမှစီမံခန့်ခွဲကင်တွယ်နေတဲ့နယ်မြေတွေကိုတော့တိုင်းသားလက်နက်ကိုင်ထိန်းချုပ်နယ်မြေလို့ခေါ်ဆိုပါတယ်အဲ့ဒီလိုမျိုးဓာတ်ရိုက်အာဏာကျင့်သုံးပြီးစီမံခန့်ခွဲတာမျိုးမလုပ်နိုင်ပေမဲ့အုပ်ချုပ်ရေးစီးပွားရေးနဲ့ကဏ္ဍအရက်ပေါ်မှာတိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ဩဇာလွှမ်းမိုးမှုရှိနေတဲ့နယ်မြေတွေကိုတော့စိုးမိုးနယ်မြေလို့ခေါ်ဆိုပါတယ်။အယိုးရှင်းဆုံးပြောရရင်တော့တိုင်းသားလက်နက်ကိုင်တွေရဲ့အာဏာအပြည့်အဝတက်ရောက်မှုရှိတဲ့နယ်မြေတွေဟာထိန်းချုပ်နယ်မြေဖြစ်ပြီးတစိ့ဒေတာအာဏာတက်ရောက်မှုရှိတာဒါမှမဟုတ်ဩဇာလွှမ်းမိုးမှုရှိတဲ့နယ်မြေတွေကတော့စိုးမိုးနယ်မြေတွေပါပဲ။တိုင်းသားလက်နက်ကိုင်ထိန်းချုပ်နယ်မြေတွေမှာတိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့အုပ်ချုပ်ရေးရုံးဌာနတွေတရားစီရင်ရေးနယ်မြေတွေနဲ့ဒေတာတွင်တရားဥပဒေစိုးမိုးရေးအတွက်ရဲတပ်ဖွဲ့ဒါမှမဟုတ်စစ်ပလိတ်တွေတည်ရှိပါတယ်။ထိန်းချုပ်နယ်မြေတစ်ခုလုံးကိုတိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ကာကွယ်ရေးတပ်တွေကအပြည့်အဝလုံခြုံရေးပေးထားနိုင်ပြီးပြင်ပအဖွဲ့အစည်းတွေရဲ့ကျူးကျော်ဝင်ရောက်မှုရန်ကနေကာကွယ်ပေးထားနိုင်ပါတယ်။ထိန်းချုပ်နယ်မြေတွင်အခွန်ကောက်ခံတာတွေပြင်ပညာရေး၊ကျန်းမာရေး၊လူမှုရေး၊ဖွံ့ဖြိုးတိုးတက်ရေးနဲ့တခြားပြည်သူ့ဝန်ဆောင်မှုတွေကိုလည်းတိုင်းသားလက်နက်ကိုင်အဖွဲ့တွေကဆောင်ရွက်ပေးပါတယ်။ထိန်းချုပ်နယ်မြေတွေမှာတိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ထိန်းချုပ်မှုဟာတည်တာထင်ရှားပြီးပုံမှန်အတိုင်းလည်ပတ်နေနိုင်ပါတယ်။တိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့စိုးမိုးနယ်မြေတွေမှာတော့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့အုပ်ချုပ်ရေးရန်တရားနဲ့အခြားအရက်ဘက်ဝန်ဆောင်မှုရန်တရားတွေကိုမရှိပေမဲ့အဲ့ဒီဒေတာတွေမှာတိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့မူဝါဒနဲ့ထုတ်ပြန်ချက်တွေဟာတက်ရောက်မှုရှိပါတယ်။ဒါအပြင်အဲ့ဒီနယ်မြေတွေကိုတိုင်းသားလက်နက်ကိုင်အဖွဲ့တွေကအချိန်မီဝင်ရောက်စစ်ရေးဖော်ဆောင်နိုင်တာကြောင့်စစ်ရေးအရာလည်းလွှမ်းမိုးထားနိုင်ခြင်းရှိပါတယ်။စိုးမိုးနယ်မြေတွေမှာထိန်းချုပ်နယ်မြေတွေလိုနေ့စဉ်ကဏ္ဍရက်တွေကိုပုံမှန်တိုင်းမလဲပတ်နိုင်ပဲတခြားအဖွဲ့အစည်းတွေရဲ့ချိန်ချောက်မှုတွေကိုလည်းခံရတတ်ပါတယ်။အဲ့ဒီနယ်မြေဒေတာတွေကိုစီမံခန့်ခွဲတဲ့ဒေတာအုပ်ချုပ်ရေးမှုတွေဟာနယ်မြေစုမှုမှုရှိတဲ့အဖွဲ့အားလုံးရဲ့မူဝါဒတိုင်းပေါ်လိုက်လျော်ပေးရပါတယ်။ဥပမာအနေနဲ့ NLD အစိုးရလက်ထက်မှာတုန်းကရှမ်းပြည်နယ်မြောက်ပိုင်းဒေတာတစ်ခုလုံးဟာတိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့စိုးမိုးနယ်မြေတွေတာဖြစ်ခဲ့ပေမဲ့လက်ရှိအစိုးရလက်ထက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းကဒေတာအတော်များများဟာတိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ထိန်းချုပ်နယ်မြေတွေဖြစ်သွားပါပြီ။ NLD အစိုးရလက်ထက်ကာလမှာအရှေ့မြောက်ဒေတာကတိုင်းသားလက်နက်ကိုင်အဖွဲ့တွေဟာနယ်မြေထိန်းချုပ်မှုမျိုးမလုပ်ဆောင်နိုင်ခဲ့ပေမဲ့ဒေတာတွင်းကကုန်သွယ်ရေးလမ်းကြောင်းတွေနဲ့စီးပွားရေးကောင်းမွန်တဲ့မျိုးတွေမှာအချိန်မီပေါ်လာပြီးမှတရားမဝင်စစ်ကြေးကောက်ခံတာမျိုးတွေအများအပြားလှုပ်ဆောင်ရင်းနယ်မြေကိုအနှဲငယ်စိုးမိုးထားနိုင်ခဲ့ပါတယ်။အခုလက်ရှိမှာတော့မြောက်ပိုင်းအဖွဲ့တွေဟာမြို့များစွာနဲ့ကြေးရွာများစွာကိုတင်ပိတ်ထားနိုင်တဲ့အပြင်ဒေတာကိုပုံမှန်တိုင်းလဲပတ်နိုင်အောင်စီမံထားနိုင်တာကြောင့်အပြည့်အဝထိန်းချုပ်ထားနိုင်နေပါပြီ။အရှိမပြီးခဲ့ဥပမာလိုပဲ2021မတိုင်ခင်အထိတိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ထိန်းချုပ်နယ်မြေတွေနဲ့စိုးမိုးနယ်မြေတွေဟာအလွန်နှဲပါခဲ့ပြီး2021နောက်ပိုင်းမှာမှတိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ထိန်းချုပ်နယ်မြေတွေများပြားလာခဲ့တာဖြစ်ပြီးစိုးမိုးနယ်မြေတွေလည်းအလွန်များပြားလာခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်မြန်မာနိုင်ငံအထက်ပိုင်းမှာတိုင်းသားလက်နက်ကိုင်ထိန်းချုပ်နယ်မြေ area အလွန်များပြားလာပြီးမြန်မာနိုင်ငံအောက်ပိုင်းမှာတော့စိုးမိုးနယ်မြေတွေအလွန်ကျေပြန့်လာတာပါအခုဆိုရင်တော့မြို့ပေါင်းများစွာကိုထိန်းချုပ်ထားနိုင်တဲ့အဖွဲ့တွေလည်းရှိသလိုမြို့ပေါ်ရပ်ကွက်တွေကလွဲပြီးမြို့နယ်အတွင်းကကြေးရွာအုပ်စုတွေနဲ့ကြေးရွာတွေကိုထိန်းချုပ်ထားနိုင်တဲ့အဖွဲ့တွေလည်းရှိပြီးပြည်내တစ်ခုလုံးနီးပါးကိုထိန်းချုပ်ထားနိုင်တဲ့အဖွဲ့တွေလည်းရှိလာပါပြီအခုဆက်လက်ဖော်ပြပေးသွားမယ့်တိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့စိုးမိုးနယ်မြေတွေနဲ့ထိန်းချုပ်နယ်မြေတွေဟာနောက်ဆုံးရရှိထားတဲ့သတင်းအချက်အလက်တွေအရအနည်းဆက်ဆုံးဖော်ပြထားတာဖြစ်ပါတယ်ကချင်ပြည်နယ်ကိုတော့ခရိုင်9ခုမြို့နယ်18မြို့နယ်နဲ့ဖွဲ့စည်းထားပြီးရက်ကွက်ပေါင်း160ရှိတဲ့မြို့ပေါင်း30နဲ့ကျေးရွာပေါင်း2550ကျော်ရှိတဲ့ကျေးရွာအုပ်စု600နီးပါးပါဝင်ပါတယ်။လက်ရှိမှာတော့မြို့ပေါင်း30ထဲကအင်ဂျန်းယန်မြို့လတော်ရန်ဖုံစင်ဘိုစွန်ဘရာဘုံစတုံမုံမောက်ချီဖွေဆော့လော်ပန်ဝါကန်ပိုက်တီလွယ်ကျဲဖီမော်မန်စီစတဲ့14မြို့ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကထိန်းချုပ်ထားပြီးကျေးရွာအုပ်စုပေါင်း150ဝန်းကျင်ကိုထိန်းချုပ်ထားနိုင်ပါတယ်။ဒါအပြင်ထိန်းချုပ်နယ်မြေတွေနဲ့ထိစပ်နေတဲ့ဒေသတွေကိုလည်းစိုးမိုးထားနိုင်ပါတယ်။ကချင်စစ်မျက်နှာမှာတိုက်ပွဲအရှိန်ဟုန်မြင့်မားနေချိန်မှာတော့ KIA အနေနဲ့မြို့တွေကိုပုံမသိမ်းပိုက်နိုင်ခဲ့ပေမဲ့လက်ရှိမှာတော့မြို့အချို့ကိုပြန်လည်လက်လွတ်ထားရပြီးမြို့14မြို့နဲ့ကျွော်အုပ်စုပေါင်း250ကျော်ကိုထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။မိုးညင်းခရိုင်နဲ့ဗမော်ခရိုင်အတွင်းကမြို့တချို့မှာတော့ KIA အပြင်ရှမ်းနီတပ်မတော် SNA ဟာလည်းနယ်မြေစိုးမိုးမှုကိုရရှိထားပါတယ်။ရှမ်းပြည်နယ်ကိုတော့အပိုင်းကြီး3ပိုင်းခရိုင်73ခရိုင်မြို့နယ်55မြို့နယ်နဲ့ဖွဲ့စည်းထားပြီးမြို့ပေါင်း112မြို့တည်ရှိပါတယ်။လက်ရှိမှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းကနန့်ခမ်း၊နမ်ဆန်၊မန်တုံ၊နမ်တူ၊မိုင်းလုံ၊မိုင်းငေါ့စတဲ့မြို့6မြို့နဲ့မြို့အနီးနားကကြေးရွာအုပ်စုတွေကိုတော့တအန်းတက် TNL ကထိန်းချုပ်ထားပြီးထိန်းချုပ်နယ်မြေဝန်ကျင်ဒေတာတွေကိုဒါလွှမ်းမိုးထားနိုင်ပါတယ်။ကုတ်ခိုင်၊သိန်းနီ၊ကွန်းလုံ၊လောက်ကိုင်၊ချင်းရွှေဟော်၊ကုန်းကျန်း၊မော်ထိုက်၊တာမူးညဲ၊ဖောင်းဆိုင်၊မုံကို၊ပန်ဆိုင်စတဲ့17မြို့နဲ့မြို့ပတ်လည်ကကြေးရွာအုပ်စုတွေကိုတော့ကိုကန့်သက် MNDAA ကထိန်းချုပ်ထားပါတယ်။ဗပိန်းမြို့နယ်နဲ့နက်ဖက်ကဒေတာတွေမှာတော့ကချင်တပ် KIA ကထိန်းချုပ်ထားပြီးမူဆယ်မြို့ပတ်လည်ကကြေးရွာအတော်များများနဲ့ကုန်သွယ်ရေးဇုံတွေကိုတော့အာရခတပ်တော်ဦးဆောင်တဲ့ညီနောင်မဟာမိတ်အဖွဲ့ကထိန်းချုပ်ထားပါတယ်
ပန်ဝါမြို့နယ်မိုင်းမောမြို့နယ်မှတ်မှန်းမြို့နယ်နားဖန်းမြို့နယ်ပန်ဆန်းမြို့နယ်ဟိုပန်မြို့နယ်စားရမြို့နယ်6ခုပါရှိတဲ့မှတ်မှန်းခရိုင်နဲ့ဟိုပန်ခရိုင်ကိုတော့ဝါသက် UWSA မြောက်ပိုင်းစစ်ဒေသကထိန်းချုပ်ထားပြီးရှမ်းပြည်နယ်အရှေ့ပိုင်းကမိုင်းဆက်မြို့နယ်နဲ့မိုင်းတုံမြို့နယ်တွင်းကနေမြေတော်တော်များများကိုတော့ UWSA တောင်ပိုင်းစစ်ဒေသကထိန်းချုပ်ထားပါတယ်ဝါတောင်ပိုင်းဒေသအနီးတစ်ဝိုက်ကကြေးရွာတွေကိုလည်းဝါသက်တွေကစိုးမိုးထားနိုင်ပါတယ်မိုင်းလာမြို့နယ်ကိုတော့ NDAA အဖွဲ့ကထိန်းချုပ်ထားပါတယ်ကျေးတီးမြို့နယ်တွင်းကဝန်ဟိုင်းဒေတာကိုတော့ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကထိန်းချုပ်ထားပြီးမိုင်းရှူကျေးတီးမိုင်းကင်ကွန်ဟိန်တန်ရန်မိုင်းရယ်နဲ့မိုင်းနောင်မြို့နယ်တွေကိုစုမှုထားပါတယ်။ဒါအပြင်တရုတ်မြန်မာနယ်စပ်ကမှန်ဟီယိုမြို့ကိုလည်း SSPP ကထိန်းချုပ်ထားပါတယ်။ထိုင်းမြန်မာနယ်စပ်ကလွိုင်တန်းလျန်ဒေတာကိုတော့ရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီ RCSS ကထိန်းချုပ်ထားပြီးလင်ကေမောက်မယ်မိုင်းပန်ဟိုပုံနဲ့ပင်လုံဒေတာတွေကိုစုမှုထားပါတယ်။ RCSS နဲ့ SSPP တို့ဟာလှုပ်ရှားနေမြေတွေအတွင်းကကြေးရွာတွေကိုတော့အများဆုံးထိန်းချုပ်ထားနိုင်ပြီးမြို့ပေါ်ရက်ကွက်တွေကိုတော့စုမှုထားရုံနဲ့ရှိပါတယ်။ဟိုပုံမြို့နယ်စီဆိုင်မြို့နယ်နဲ့ပင်လုံမြို့နယ်တွေကိုတော့ပိုးဗီဒိုစစ်အဖွဲ့ PNA ကထိန်းချုပ်ထားပေမဲ့ပိုးမျိုးသားလွတ်မြောက်ရေးတပ်မတော် PNL ကလည်းစုမှုထားနိုင်ပါတယ်။ဒနုဒေတာမြောက်ပိုင်းကကြေးရွာတချို့ကိုတော့ဒနုဗီဒိုလွတ်မြောက်ရေးတပ် DPL ကစုမှုထားပါတယ်။ရှန်ကီယာအဆက်ကမိုးပြဲဒေတာကိုတော့ KNDF နဲ့ KA တပ်တွေကစုမှုထားပါတယ်။ကယားပြည်နယ်ကိုတော့ခရိုင်၄ခရိုင်မြို့နယ်ပေါင်း9ခုနဲ့ဖွဲ့စည်းထားပြီးရက်ကွက်ပေါင်း52ရပ်ကွက်ရှိတဲ့မြို့ပေါင်း12မြို့နဲ့ကျွော်ပေါင်း900ကျော်ရှိတဲ့ကျွော်အုပ်စု84အုပ်စုပါဝင်ပါတယ်။မြို့12မြို့ထဲကမှမဲဆက်ရှားတော်နမ်းမယ်ခုံရွာတက်နဲ့မော်ချီမြို့တွေကိုတော့ပြည်နီတပ်တွေကပူးပေါင်းထိန်းချုပ်ထားပြီးဒီမော့ဆိုလော်ဘီတာလွိုင်လင်လေးဖရူဆိုဖားဆောင်နဲ့ဒီမော့ဆိုလော်ဘီတာလွိုင်လင်လေးဖရူဆိုဖားဆောင်နဲ့မြို့တော်လွိုင်ကော်တို့ကိုတော့စုမိုးထားနိုင်ပါတယ်။ဘော်လခဲနဲ့ဖားဆောင်စားတဲ့မြို့နှစ်ခုကိုတော့အစိုးရတပ်တွေကအပြည့်အဝထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။ကရင်ပြည်နယ်ကိုတော့ခရိုင်6ခုမြို့နယ်9ခုနဲ့ဖွဲ့စည်းထားပြီးရက်ကွက်86ရက်ကွက်ရှိတဲ့မြို့ပေါင်း18မြို့နဲ့ကြေးရွာပေါင်း2100နီးပါးရှိတဲ့ကြေးရွာအုပ်စုပေါင်း380ကျော်ပါဝင်ပါတယ်။ကရင်ပြည်နယ်တွင်းကတိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ထိန်းချုပ်နေမြေတွေဟာအလွန်ရှုပ်ထွေးလာပါတယ်။မူလကရင်လက်နက်ကိုင်အဖွဲ့ကြီးဖြစ်တဲ့ KNU ကကရင်ပြည်နယ်ရဲ့တောင်ပေါ်ဒေသတွေနဲ့နယ်စပ်တောနဲ့ဒေသအတော်များများကိုထိန်းချုပ်ထားနိုင်ပေမဲ့မြို့တွေကိုတော့တရားဝင်ထိန်းချုပ်ထားတာမျိုးမရှိသေးပါဘူး။ရခိုင်ကစစ်တပ်လက်အောက်ခံနေချားစောက်တပ်ဖြစ်ခဲ့တဲ့ဇောချစ်တူရဲ့တပ်မှာတော့ကြားပြတ်လုပ်ငန်းတွေအများဆုံးတည်ရှိတဲ့မြဝတီမြို့နယ်ကိုထိန်းချုပ်ထားတဲ့အကြောင်းရှိပေမဲ့အဲ့ဒီဒေသမှာပဲတပ်မတော်နဲ့ DKB အဖွဲ့တွေကလည်းလွတ်လွတ်လပ်လပ်လှုပ်ရှားနေတာကြောင့်ထိန်းချုပ်ထားရလို့ဆိုလို့မရနိုင်ပါဘူး။ KNU PC နဲ့ KTL တပ်တွေကလည်းတရားဝင်သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့တွေမရှိတာကြောင့်ကရင်ပြည်နယ်အတွင်းမှာတိုင်းသားလက်နက်ကိုင်ထိန်းချုပ်ထားတဲ့မြို့ရဲ့လို့အတိအကျဆိုလို့မရပါဘူး။ဒါပေမဲ့ပအံလိုင်းပွဲနဲ့တန်တောင်ကြီးစတဲ့၃မြို့ကလွှဲရင်ကျန်တဲ့မြို့အလုံးကိုတော့ကရင်လက်နက်ကိုင်အဖွဲ့အသီးသီးကဩဇာကောင်းကောင်းနဲ့စိုးမိုးထားနိုင်ပါတယ်။မွန်ပြည်နယ်မှာတော့ခရိုင်၄ခုမြို့နယ်10ခုရှိပြီးမြို့နယ်တွေအတွင်းမှာတော့ရက်ကွက်ပေါင်း100ကျော်ရှိတဲ့မြို့16မြို့နဲ့ကျေးရွာပေါင်း1100ကျော်ရှိတဲ့ကျေးရွာအုပ်စု390နီးပါးပါဝင်ပါတယ်။မွန်ပြည်နယ်မှာလည်းကရင်ပြည်နယ်လိုမျိုးပဲတိုင်းသားလက်နက်ကိုင်အဖွဲ့တွေထိန်းချုပ်ထားနိုင်တဲ့မြို့တွေမရှိပေမဲ့မြို့ပြင်ကျေးရွာတွေနဲ့တောင်တန်းဒေသတွေကိုတိုင်းသားလက်နက်ကိုင်အဖွဲ့တွေကစုမိုးထားနိုင်ပါတယ်။ကြိုက်ထိုဘီလင်းတထုံတိန်စရက်နဲ့ဇင်ကြက်ဒေသကတောင်ပေါ်ကျေးရွာတွေနဲ့တောင်တန်းတွေကို KNU ကစုမိုးထားပြီးမှရေးလမိုင်းခေါစာကြိုက်မြော်တံဖြူစရက်မိုးဒမစားတဲ့မြို့အနီးတစ်ဝိုက်ကကျေးလက်ဒေသတွေကိုတော့ရာမညမွန်တပ်မတော်နဲ့မွန်မျိုးသားလွတ်မြောက်ရေးတပ်တွေကစုမိုးထားနိုင်ပါတယ်။ကြန့်ရှိနေတဲ့မြို့တော်မော်လမြိုင်ပေါက်မှုတုံကမာဝတ်ကြိုက်ခမီချောင်းစုံစားတဲ့မြို့တွေမှာတော့တပ်မတော်ရဲ့ထိန်းချုပ်မှုဟာအကောင်းနေဆဲဖြစ်ပါတယ်။ရခိုင်ပြည်နယ်ကိုတော့ခရိုင်9ခုမြို့နယ်18ခုနဲ့ဖွဲ့စည်းထားပြီးမြို့နယ်တွေထဲမှာတော့ရက်ကွက်ပေါင်း190ကျော်ရှိတဲ့မြို့ပေါင်း26မြို့နဲ့ကျေးရွာပေါင်း3900ကျော်ရှိတဲ့ကျေးရွာအုပ်စုပေါင်း1000ကျော်ပါဝင်ပါတယ်။ရခိုင်ပြည်နယ်မှာရှိတဲ့မြို့နယ်18မြို့နယ်ထဲကပေါက်တော်မြို့နယ်မင်းပြားမြို့နယ်ကြောက်တော်မြို့နယ်မြောက်ဦးမြို့နယ်မြေပုံမြို့နယ်ပုံနှကျွန်းမြို့နယ်ရန်ပြဲမြို့နယ်ရတိတောင်မြို့နယ်ဘူးတီတောင်မြို့နယ်မောင်းတော်မြို့နယ်တန်တွဲမြို့နယ်တောင်ကုန်းမြို့နယ်အမ်းမြို့နယ်နဲ့ဂွားမြို့နယ်စတဲ့မြို့နယ်14ခုကိုအရခတ်တပ်တော် AA ကအပြည့်အဝထိန်းချုပ်ထားပြီးမှစိုက်တွေမြို့နယ်နဲ့ကြောက်ဖြူမြို့နယ်အတွင်းကကြေးရွာအတော်များများကိုတိုင်ထိန်းချုပ်ထားနိုင်ပြီးမြို့ပေါ်ရက်ကွက်တွေနဲ့တရုတ်အထူးစီးပွားရေးဇုံတွေကိုတော့စုမိုးထားနိုင်ခြင်းမရှိသေးပါဘူး။အလားတူပဲမာရောင်မြို့နယ်မှာတည်ရှိတဲ့မာရောင်ကျွန်းကိုလည်းစစ်ရေးအရာစုမိုးထားနိုင်ခြင်းမရှိသေးပါဘူး။ချင်းပြည်နယ်ကိုတော့ခရိုင်6ခုမြို့နယ်9ခုနဲ့ဖွဲ့စည်းထားပြီးမြို့နယ်အတွင်းမှာတော့ရက်ကွက်ပေါင်း82ရက်ကွက်ပါဝင်တဲ့မြို့ပေါင်း20မြို့နဲ့ရွာပေါင်း1300ကျော်ပါဝင်တဲ့ကြေးရွာအုပ်စုပေါင်း460ကျော်ပါဝင်ပါတယ်။မြို့ပေါင်း20တဲကစမီးမြို့နဲ့ပလောဝမြို့ကိုတော့အရခတ်တော် AA ကထိန်းချုပ်ထားပြီးမတူပီမင်းတပ်ကံပတ်လက်နဲ့ကျင်တွေစတဲ့၄မြို့ကိုတော့ချင်းညီနောင် CP အဖွဲ့ဝင်တွေကထိန်းချုပ်ထားပါတယ်။မကွေးရိမ်မြို့ကိုတော့ချင်းပြည်ကာကွယ်တပ်မင်းတပ်ကထိန်းချုပ်ထားပြီးနာဟရိန်စုခွာလိုင်လင်းပီရေစွာနဲ့ရီခေါ်တာစတဲ့၅မြို့ကိုတော့ချင်းပြည်ကောင်စီတပ်တွေကထိန်းချုပ်ထားပါတယ်။မြို့20မှာ12မြို့ကိုတိုင်းသားလက်နက်ကိုင်အဖွဲ့တွေကအပြည့်အဝထိန်းချုပ်ထားနိုင်ပြီးမှ
ဂျန်နစ်ရှင်းမြို့မှာတော့မြို့ပေါ်အရိယာတွေကိုဒါမထိန်းချုပ်နိုင်သေးပဲမြို့ပြင်တောတောင်တွေနဲ့ကြေးရွာတွေကိုတော့လက်နက်ကင်သက်အတီးတီးကထိန်းချုပ်ထားနိုင်ပါတယ်မြန်မာနိုင်ငံကိုပြည်နယ်9ခုတိုင်းဒေသကြီး9ခုနဲ့ပိုင်းခြားထားပြီးတိုင်းသားလက်နက်ကိုင်အဖွဲ့တွေအတော်များများကတော့ပြည်နယ်တွေမှာဒါလှုပ်ရှားကြတာကြောင့်တိုင်းဒေသကြီးတွေမှာတိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့စိုးမိုးနယ်မြေတွေနဲ့ထိန်းချုပ်နယ်မြေတွေဆိုတာဟာရှားပါးလာပါတယ်မြန်မာပြည်အထက်ပိုင်းကစကိုင်းတိုင်းဒေသကြီးမှာတော့လဟယ်မြို့နယ်၊လေရှိမြို့နယ်နဲ့နန်းယွန်းမြို့နယ်တို့မှာနာဂတိုင်းသားလက်နက်ကိုင်အဖွဲ့ NSCN ကပလန်ကစိုးမိုးထားပြီးအင်းတော်နဲ့မော်လူဒေတာတွေမှာတော့ကချင်လွတ်လပ်ရေးတပ် KIA ကစိုးမိုးထားပါတယ်။မန္တလေးတိုင်းဒေသကြီးမှာတော့မနစ်ကအထိမိုးကုတ်ဒေတာကိုတာန်းသက် TNL ကထိန်းချုပ်ထားနိုင်ခဲ့ပေမဲ့ဒီနှစ်မှာတော့မန္တလေးတိုင်းမှာတိုင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ထိန်းချုပ်နယ်မြေနဲ့စိုးမိုးနယ်မြေတွေဟာမရှိတော့ပါဘူး။မကွေးတိုင်းဒေသကြီးမှာလည်းရခိုင်ပြည်နယ်ချင်းပြည်နယ်နဲ့ထိစပ်နေတဲ့ဒေတာတွေကကြေးရွာတချို့ကိုတိုင်းသားလက်နက်ကိုင်အဖွဲ့တွေကစိုးမိုးထားနိုင်ပါတယ်။ပဲခူးတိုင်းဒေသကြီးမှာတော့ပန်းတောင်မြို့နယ်တဲကရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ဒေတာတွေကိုအရခတ်တပ်တော် AA ကစိုးမိုးထားပြီးတောင်ငူမြို့နယ်ထန်းတမိန်မြို့နယ်ဖြူးမြို့နယ်ရွှေကျင်မြို့နယ်နဲ့ကြောက်ကြီးမြို့နယ်တွေထဲကကရင်ပြည်နယ်နဲ့ထိစပ်နေတဲ့ကြေးရွာတွေကိုတော့ကရင်မျိုးသားအဖွဲ့ချုပ် KNU လက်အောက်ခံတပ်တွေကစိုးမိုးထားပါတယ်။ရန်ကုန်တိုင်းဒေသကြီးမှာတော့တိုင်းသားလက်နက်ကိုင်စိုးမိုးမှုလုံးဝမရှိသေးပဲအေယာဝတီတိုင်းဒေသကြီးမှာလည်းရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ဒေသတွေကိုဒါအရခတ်တပ်တော် AA ကစိုးမိုးထားပါတယ်။ဒါပေမဲ့ဒီရက်ပိုင်းမှာပဲအရခတ်တပ်တော်ကတချို့ဒေသတွေကိုစတင်သိမ်းပိုက်ထိန်းချုပ်နေပါပြီ။တနင်္လာတိုင်းဒေသကြီးမှာတော့မြို့ပြနဲ့ဝေးလံတဲ့ကြေးရွာတွေနဲ့တောင်ပေါ်ဒေသတွေကိုတိုင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တော်လိုင်းရင်တပ်တွေကပူးတွဲစိုးမိုးထားရရှိပေမဲ့တရားဝင်ထိန်းချုပ်ထားမျိုးတော့မရှိသေးပါဘူး။ဗိတ်ခရိုင်တနင်္လာရီမြို့နယ်အတွင်းကမောတောင်မြို့နယ်ကိုတော့ပြီးခဲ့တဲ့နှစ်နိုဝင်ဘာမှာ KNU နဲ့ပူးပေါင်းတပ်တွေကသိမ်းပိုက်လိုက်နိုင်နေပေမဲ့ဒီနှစ်မေလထဲမှာပဲအဲ့ဒီမြို့ကိုတပ်မတော်ကပြန်လည်ထိန်းချုပ်သွားနိုင်တာဖြစ်ပါတယ်။အနည်းချုပ်ရရင်တော့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့40ကျော်မှာ25ဖွဲ့လောက်မှာဒါနေမြေစိုးမိုးမှုနဲ့နေမြေထိန်းချုပ်မှုတွေရှိပါတယ်။ဒီစီးရင်ထဲမှာဖော်ပြခဲ့တဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့စိုးမိုးနယ်မြေထိန်းချုပ်နယ်မြေတွေဆိုတာအပိုင်းတစ်တုန်းကဖော်ပြခဲ့တဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ထိန်းချုပ်နယ်မြေစိုးမိုးနယ်မြေ area data ဖြစ်ပြီးတော်လိုင်းတပ်တွေနဲ့ data ကာကွယ်တပ်တွေပြည်သူ့ကာကွယ်တပ်တွေရဲ့စိုးမိုးနယ်မြေထိန်းချုပ်နယ်မြေတွေတော့မပါဝင်သေးပါဘူး။ဒါအပြင်ဒီဗီဒီယိုမှာဖော်ပြထားတဲ့ထိန်းချုပ်နယ်မြေစိုးမိုးနယ်မြေတွေဟာဒီဗီဒီယိုကိုပြုလုပ်တဲ့ချိန်2026ခုနှစ်6လပိုင်း30ရက်နေ့အထိနောက်ဆုံးရရှိထားတဲ့အချက်လက်တွေအပေါ်ကိုဒါအခြေခံတာဖြစ်တာကိုအထူးတတိပြုစေချင်ပါတယ်။ဒီနေ့တော့အကြောင်းအရာကတော့ဒီလောက်ပါပဲ။ကျေးဇူးအထူးတင်ရှိပါတယ်။